သတင်းဌာနခွဲမှပေးပို့တာဖြစ်ပါတယ်။နည်းပညာနဲ့တမွေးပညာလေ့ကျင့်ရေး Technical and Vocational Education and Training တိဘက်ကဏ္ဍဟာလူစွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကသောချက်ဖြစ်ပါတယ်။နည်းပညာတမွေးပညာသင်ကြားများမှဆရာဆရာမများရဲ့သင်ကြားမှုသင်ယူမှုဆိုင်ရာစွမ်းရည်ကိုမြင့်တင်ပေးရည်ရွယ်ပြီးပညာရေးဝန်ကြီးဌာနနည်းပညာတမွေးပညာနဲ့လေ့ကျင့်ရေးဦးစီးဌာနနဲ့ဖွံ့ဖြိုးမှုမိဘအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ GIZ တို့ပူးပေါင်းပြီးနည်းပညာတမွေးပညာရေးနဲ့လေ့ကျင့်ရေးဦးစီးဌာနတို့မှဆရာဆရာမများကိုသင်ကြားနည်းဆိုင်ရာသင်တန်းဖွင့်လှစ်ပေးခဲ့တဲ့သတင်းကိုတော့သတင်းနောက်မတ်တနာရီကဆက်လက်တင်ပြမှာဖြစ်ပါတယ်ရှင်။ဆရာဆရာမများရဲ့သင်ကြားမှုစွမ်းရည်ဟာနည်းပညာနဲ့တက်မွေးပညာသင်တန်းများရဲ့အရေးအသွေးကိုမြင့်တင်ပေးရမှာအဓိကအရေးပါပါတယ်။ဒါကြောင့်နည်းပညာတက်မွေးပညာကျောင်းများမှဆရာဆရာမများရဲ့သင်ကြားမှုသင်ယူမှုဆိုင်ရာကျွမ်းကျင်မှုကိုမြင့်တင်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ So all around the world the economy ကဘာကြီးတစ်ခုလုံးอ่ะဗောနော် globalization ခေတ်ကြီးမှာတဲ့ဤပညာတွေကလည်းအသစ်တွေပေါ်လာပြီးအလုပ်ကိုင်ခွင့်လန်းတွေကလည်းပြင်ဆက်မှုလုပ်ငန်းတွေကလည်းစက်ပစ္စည်းတွေအသစ်တွေဖြစ်လာပြီတဲ့အဲ့ဒီအချိန်မှာဟိုးရှေ့ရတုံးခဲ့တဲ့ဒီမီယိုဖလာတင်ကြားမှုတွေနဲ့ဆရာတွေကတိုင်းတင်လို့မဖြစ်ဘူးသူတို့အနေနဲ့ကြတော့စာတင်ုံနေမဟုတ်ဘူးဒီလက်တွေ့တွေတင်ုံနေမဟုတ်ဘူးဒီကလေးတွေရဲ့အတွေးတွေအမြင်တွေကိုလည်းပွင့်လာအောင်လုပ်ပြရမှာပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးခင်မင်းကြီးစနစ်တွေနဲ့တင်သူတို့ကိုအမြင်အတွေးတွေနဲ့လက်ရှိလောကခေတ်သစ်နဲ့ကိုအံခွင့်ရဖြစ်အောင်လို့လေ့ကျင့်တင်ပါတယ်တဲ့ trends ဒီသင်တန်းမှာကျောင်းသားကျောင်းသူများစနစ်တကျတွေးခေါ်တတ်စေရတဲ့ကြုံတွေ့လာတဲ့အခက်အခဲများကိုဖြေရှင်းနိုင်ဖို့အတွက်နည်းလမ်းများအားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းများကိုအဓိကသင်ကြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အရင်တော့ကဒီတိဘက်ကဏ္ဍမှာပေါ့နော်traditional teaching method တွေကိုသုံးခဲ့ကြတယ်။လက်ရှိတိဘက်မှာခေတ်စနစ်နဲ့ဒီဖွံ့ဖြိုးတိုးတက်လာတဲ့ဒီနည်းစနစ်တွေကိုကျွန်တော်တို့သုံးတယ်။သုံးတဲ့နေရာမှာအဓိကအဖြစ်တော့action oriented လို့ခေါ်တာပေါ့။ကျောင်းသူကျောင်းသားတွေအားလုံးဆရာဆရာမနဲ့အတူတကွပါဝင်ပူးပေါင်းပြီးတော့လှုပ်ရှားသက်ဝင်ဆောင်ရွက်ရတဲ့နည်းလမ်းတွေအားလုံးကိုဆရာဆရာမတွေကိုဘယ်လိုအသုံးပြုရမယ်ဆိုတာကိုသင်ကြားပို့ချပေးခြင်းဖြစ်ပါတယ်။ပြဋ္ဌာန်းထားတဲ့ curriculum တစ်ခုတည်းကိုပဲဦးစားပေးတာမဟုတ်ဘဲနဲ့ကလေးတွေအတွက် adaptive ဖြစ်စေမယ်။ကလေးတွေစိတ်ဝင်စားအောင်လို့အဲ့လိုသူက method လေးတွေအမျိုးမျိုးနဲ့ပေါ့အဲ့လိုမျိုးသင်ကြားပေးတာပါ။သင်ကြားနည်းလမ်းဆိုင်ရာသင်တန်းမှာဆရာဗဟိုပြုသင်ကြားခြင်းကနေကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်များကိုပြောင်းလဲနိုင်မယ့်နည်းလမ်းများသင်ကြားပေးခဲ့တာဖြစ်လို့ကျောင်းသားကျောင်းသူများရဲ့အဓိကအရေးပါတဲ့နည်းပညာပိုင်းဆိုင်ရာလူမှုရေးဆိုင်ရာအတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုများကိုမြင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒီသင်တန်းကနေပြီးတော့ဆရာဆရာမတွေကိုပေါင်းဆက်ပြီးတော့ဒီသင်တန်းမှာနည်းလမ်းတွေမှာဘယ်လိုကျောင်းသားတွေကိုသင်ကြားမယ်ဆိုတဲ့ဟာတွေကိုသင်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေဟာကျောင်းတွေပြီးမြောက်သွားမယ်သင်တန်းတွေပြီးဆုံးသွားမယ်ဆိုရင်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးသူတို့ကျွမ်းကျင်တက်မြောက်လာပါလိမ့်မယ်။ကလေးတွေကနေပြီးတော့သူတို့ brainstorming လုပ်လို့ရလာတဲ့ result ကိုကျမတို့ဆရာမတွေကနေပြီးတော့လိုတာလေးကိုဖြည့်ပေးပြီးလုပ်ပြရဖြစ်တဲ့အတွက်ကလေးတွေအတွက်ပို့ပြီးတော့တိုးတက်တာပေါ့။ဒီသင်တန်းမှာအစိုးရနည်းပညာကောလိပ်အစိုးရစက်မှုလက်မှုသိပ္ပံနဲ့အစိုးရနည်းပညာအထက်တန်းကျောင်း10ကျောင်းမှသင်ကြားရေးဆရာဆရာမ150ဦးကိုသင်ကြားပို့ချခဲ့တာဖြစ်ပြီးသင်တန်းကာလကတော့အောက်တိုဘာလ3ရက်နေ့ကနေ14ရက်နေ့အထိ10ရက်ကြာသင်ကြားပို့ချပေးခဲ့တာဖြစ်ပါတယ်။မြန်မာရုပ်မြင်သံကြားသတင်းနောက်တနာကြီးပါမြို့သား